န်စာလေးတင်ချင်တယ်ကြောင်းလဲလျှောက်ချင်တယ်စကားပြောလဲကြွကြချင်ပြောတတ်ချင်တယ်ဟာအဲ့ဒါကိုငါဘယ်လိုလုပ်ရင်ကောင်းမလဲနီးလန်းလေးပေးပါအောင်။အော်ဒါမှတကယ်ချင်း FC Academy Center ရှိရလေ။ပြီးတော့နှစ်ကုန်ဖို့က2လပဲကျန်တော့ဆိုတော့ဒီ2လအတွင်းမှာကိုယ့်အကို level up ဖြစ်ဖို့လိုရယ်နော်။အဲ့ဒါဆိုငါဘယ်လိုလုပ်ထားရမလဲတကယ်ချင်းဒီလိုဟာ FCS မှာဆိုရင်ဒီဇင်ဘာလအတွင်းမှာဖွင့်မဲ့တက်တက်တွေရှိတယ်။ဂျပန်စာတက်မြောက်မှုအပိုင်းစကားပြောအပိုင်းတွေနဲ့ပတ်သက်ပြီးတော့လဲဆန်းစစ်တဲ့အသေးစိတ်စာ view site တင်ကြားပေးတာဆိုတော့စာနဲ့လည်းထိတွေ့မှုများမယ်။အဲ့အပြင်စာမရမှာတော့ဂျပန်လိုပြောရမှာကြောက်တာတွေလည်းမရှိတော့ဘူးပေါ့။ဒါပေမဲ့ကျောင်းသားဖက်ကစူးစမ်းစစ်စိတ်ရှိဖို့တော့လိုတာပေါ့နော်။ဂျပန်စာကိုတင်ကြားပေးရတော့ဟုတ်ပါပြီ။စာမွေးဖြေဖို့အတွက်ကရောမင်းကိုဟောင်းနေလေးချစ်ပင်တာတွေရှိလား။ရှိတာပေါ့။တေယုံစာအုပ်တွေပြင်စာမွေးပုံစံအတိုင်းမိကောဟောင်းတွေဖြစ်စွမ်းတာတေချာလေး train ပေးတယ်။ CS နဲ့ဆိုရင်ဂျပန်စာလွဲပါတယ်။ပြီးတော့ရှိသေးတယ် Christmas promotion အနေနဲ့လည်းဘယ်အတန်းကိုမဆိုပထမဆုံးအနက်ကို10ရောက် discount ပေးအောင်ပါတယ်နော်入学資金があるですから東京に残るというし妻も今の会社を辞めたくないと言うんですそれでベストのすごいですねでも月に 2,3 回週末に帰るつもりですでもいいチャンスですから料理を習おうと思っていますそれはいいですねはいじゃあ次FCS မှာဘာလို့သင်တန်းတွေတက်တယ်လဲဆိုတော့ဂျပန်မှာအနည်းငယ်10ကျော်နေထိုင်ခဲ့ကြတဲ့ဝါရီရဲ့ဆရာကြီးဆရာမကြီးတွေအရေးချင်းပြည့်ဝတဲ့ဆန်းစစ်တွေနဲ့အတူဂျပန်စာသင်ယူနိုင်တယ်။အောင်လမ်းမတစ်ခုပဲကြည်တာမဟုတ်ပဲကျောင်းသားတွေရဲ့လေ့ကျင့်ကိုပိုပြီး level up ဖြစ်အောင်လုပ်ပြီးရစာနဲ့ထိတွေ့မှုများအောင်တေချာလေးအချိန်ပေးသင်ကြားပေးရဂျပန်စာစကားပြောကို native speaker တယောက်လိုမျိုးပြောတတ်လာအောင် activity တွေနဲ့စနစ်တကျစီစဉ်ပေးရစာမွေးဖြည့်ဆို့ဖို့ ready ဖြစ်တဲ့အထိမိဘဟောင်းတွေလေ့ကျင့်ပေးရကိုတက်ရောက်ချင်တဲ့ဂျပန်စာတောင်းတွေကိုတိုင်းရိုက်ရှောင်းနိုင်မယ်။တောင်းလျှောက်ဖို့အတွက်လည်း interview ဖြေဆိုနိုင်အောင်တေချာလေး train ပေးရဂျပန်မှာနေထိုင်တဲ့အခါစစ်စစ်နဲ့ကြဖို့စီကံချက်တွေညီချင်းမှုတွေကိုပါစာတွေ့ရောလက်တွေ့ပါသင်ကြားပေးရစတဲ့သူတို့ရဲ့ master subject တွေကြားပေးမှုတွေနဲ့အတူအသက်ထက်မှဖြစ်လိုက်တဲ့အတန်းလေးတွေကတော့FCS နဲ့ပါဆိုရင်ဒီလိုမျိုးအောင်မြင်မှုအရလက်တွေကိုလည်းရရှိမှာပဲဖြစ်ပါတယ်။နေကလာတက်တဲ့အကြောင်းသားတွေအတွက်ကိုလည်းကျောင်းဘက်ကနေအဆောင်စီစဉ်ပေးထားပါတယ်ရှင်။ကဲဒါဆိုရင်တော့ဝီနာဆန်လေးတို့တတ်မှတ်လူဦးရေမပြည့်ခင်စာပူရာမြေကိုအရောက်လမ်းဖို့အမြန်ဆုံးလာအပ်လိုက်တော့နော်။